ပရီးမီးယားလိချန်ပီယံဖြစ်ခဲ့မှုမှာအတွေးအဆများပရိသတ်များမင်္ဂလာပါပရိသတ်တွေအတွက်အားကစားဗဟုသုတရရှိစေဖို့ရည်ရွယ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Seven Sport YouTube Channel ကနေပရိသတ်တွေကိုကြိုဆိုပါတယ်ဒီတစ်ခါပရိသတ်တွေကိုတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ပရီးမီးယားလိချန်ပီယံဆုကိုလီဗာပူးရရှိခဲ့ပြီးမှဖြစ်ပေါ်လာခဲ့တဲ့အတွေးအဆများဆိုတဲ့အကြောင်းအရာပါဒီအကြောင်းအရာကိုတင်ဆက်မယ်ဆိုရင်တော့ကောင်းတဲ့အချက်တွေနဲ့ဆိုးတဲ့အချက်တွေကိုတွန်းတွဲတင်ဆက်ပေးရမှာဖြစ်ပြီးရခိုင်ရဆိုင်ကျဲမတ်တန်းတွေကိုမှီခဲ့တာမျိုးတွေပြိုင်ဘက်တွေအနေနဲ့အရင်နှစ်တွေကလောက် strong မဖြစ်တာမျိုးတွေလည်းပါဝင်သွားဖို့ရှိပါတယ်လီဗာပူးတင်ဟာနီးပြတဲ့အန်ဆလော့နဲ့တူဒီယာဒီမှာချန်ပီယံဆုဗလာလေးလုံးလမ်းကြောင်းပေါ်မှာရှိနေခဲ့ပြီးတကယ်တည်းမှာလည်းဒီဗလာလေးလုံးသလုံးကိုရယူနိုင်စွမ်းမျိုးလီဗာပူးအသင်းမှာရှိခဲ့တာပါဒါပေမဲ့လည်းအကြောင်းအရာမျိုးမျိုးကြောင့်စူပလာသုံးလုံးကိုလက်လွတ်ခဲ့ရပြီးအဆုံးသတ်မှာတော့ပရီးမီးယားလိစူပလာတစ်လုံးကိုသာရယူနိုင်ခဲ့ပါတယ်ဒီနေရာမှာပြောစရာတစ်ခုရှိတာကလီဗာပူးပရိသတ်တွေနှစ်ချမ်းဖြစ်နိုင်တဲ့ဘက်မှာတစ်ချမ်းလီဗာပူးအသင်းပရီးမီးယားလိစူပလာကိုရယူနိုင်ခဲ့တယ်လို့ပြောရှင်နေကြမယ့်ပရိသတ်တွေနဲ့လီဗာပူးအသင်းကိုစူပလာအနည်းဆုံးသုံးလုံးရယူစေခြင်းနဲ့ပရိသတ်တွေကတစ်ချမ်းဖြစ်နိုင်ပါတယ်ဒါပေမဲ့လည်းဘယ်လိုပဲဖြစ်ဖြစ်ပါချန်ပီယံစူပလာဆိုတာကိုကကျူးစားရင်တော့မှကန်ဒီယာရဲ့ဖေးမမှုတွေပြန်ဘက်တွေရဲ့အခြေအနေတွေကြောင့်မရနိုင်တာမျိုးတွေလည်းရှိနေတာကြောင့်ပရီးမီးယားလိစူပလာရလေဆိုတာမျိုးကလည်းလီဗာပူးအသင်းရောပရိသတ်တွေပါတကယ်လက်ခံလို့ရနိုင်တဲ့အခြေအနေမျိုးပါ။ဘာဖြစ်လို့လဲဆိုရင်လီဗာပူးအသင်းဟာပရီးမီးယားလိလိုအမီမပြောင်းလဲခင်က Division 1ကောင်းစီအောင်မှာစူပလာပေါင်း18လုံးရယူနိုင်ခဲ့ပြီးမြဲပရီးမီးယားလိလိုအမီပြောင်းလဲခဲ့တဲ့1990-93ဘောလုံးရာသီကနေလက်ရှိရာသီထိဘောလုံးရာသီပေါင်းများစွာမှာစူပလာအောင်မြင်မှုဖြစ်နေဒီနေ့ကဒုတိယအကြိမ်မြောက်လို့ပဲဆိုရမှာပါ။ဒါအပြင်ပထမတစ်ကြိမ်ချန်ပီယံဖြစ်ခဲ့တဲ့2019-2020ဘောလုံးရာသီနဲ့ရှင်းလိုက်မယ်ဆိုရင်ဒီရာသီဟာလိုအပ်ချက်တွေရှိခဲ့သေးတာပါ1900နဲ့2020ဘောလုံးရာသီကလီဗာပူးတင်ဟာပွဲစဉ်ပေါင်း38ပွဲပြီးမှနိုင်ပွဲ32ပွဲတရင်နဲ့ရှုံးပွဲက3ပွဲစီနဲ့ရမှတ်စုဆောင်းမှုမှာရမှတ်ပေါင်း69မှတ်တိစုဆောင်းနိုင်ခဲ့တာပါလီဗာပူးတင်ရဲ့လက်ရှိရာသီမှာလက်ကျန်ပွဲစဉ်အားလုံးကိုအနိုင်ရရင်တော့နိုင်ပွဲက29ပွဲနဲ့ရမှတ်စုဆောင်းမှုဟာလည်းရမှတ်ပေါင်း64မှတ်သာရှိအောင်မှာပါဒါကြောင့်ပဲအဲ့ဒီရာသီကထက်တာလုံကောင်းမွန်ခဲ့တဲ့တခုတည်းသောအချက်ကရှုံးပွဲကြုံတွေ့ရမှုဖြစ်ပြီးလီဗာပူးတင်ဟာဒီတရာသီလုံးမှာရှုံးပွဲက2ပွဲပဲရှိသေးတာပါလီဗာပူးတင်ဟာလည်းပရီးမီးယားလိလိုခေါင်းစဉ်ပြောင်းပြီးကြတဲ့ကတရာသီအတွင်းရှုံးပွဲအနည်းဆုံးရှိခဲ့တဲ့ဘောလုံးရာသီက2018-2019ဘောလုံးရာသီကဖြစ်ပြီးရာသီလုံးတိုင်းတာမှာရှုံးပွဲတစ်ပွဲသာရှိခဲ့ကြတော့မှရာသီကုန်မှာဒုတိယအနေနဲ့သာကျေနပ်ခဲ့ကြတာပါဒါကြောင့်ပဲလီဗာပူးအသင်းရဲ့ဒီပရီးမီးယားလိချန်ပီယံဖြစ်ခဲ့တာဟာအရင်နှစ်တွေကလောက်စွမ်းဆောင်ရည်ကောင်းမျိုးတွေနဲ့ရခဲ့ခြင်းမဟုတ်ပါဘူးအထက်ပါတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေကလီဗာပူးအသင်းရဲ့ချန်ပီယံဖြစ်ခဲ့မှုကိုအရင်နှစ်တွေကနေချိန်ထိုးခဲ့တဲ့အကြောင်းအရာတွေဖြစ်ပါတယ်အခုတင်ဆက်ပေးမှာကတော့လီဗာပူးအသင်းချန်ပီယံဘယ်လိုဖြစ်ခဲ့တယ်လဲဆိုတဲ့အကြောင်းအရာပါလီဗာပူးအသင်းဟာအရင်နှစ်ပြအောင်ဖြစ်တဲ့ယာကန်ကလော့လက်ထက်မှာတော့9နှစ်နီးပါးကင်တွယ်ခဲ့ခြင်းမှာပရီးမီးယားလိစူပလာကိုစုခုနိုင်ခဲ့ပြီးလက်ရှိနေပြတဲ့အန်ဆလော့လက်ထက်မှာတော့လီဗာပူးအသင်းဟာပွဲဥထွက်ရာသီမှာပဲပရီးမီးယားလိစူပလာကိုစုခုနိုင်ခဲ့တာပါဒီအချက်ကတော်တော်လေးကိုကောင်းမွန်တဲ့ချက်တစ်ခုဖြစ်ပြီးအန်ဆလော့မတိုင်ခင်ကပရီးမီးယားလိကိုစတင်ရရောက်ခြင်းစူပလာစုခုနိုင်ခဲ့တဲ့နည်းပြတွေရှိခဲ့ပါတယ်သူတို့တွေကတော့2004-2005ဘောလုံးရာသီကချယ်ဆီနီးပြမော်ရီညို2009-2010ဘောလုံးရာသီကချယ်ဆီနီးပြအန်ဆလော့တီ2013-2014ဘောလုံးရာသီကမန်စီးတီးနီးပြဖက်လီဂရီနဲ့2016-2019ဘောလုံးရာသီကချယ်ဆီနီးပြကောင်တီတို့ပဲဖြစ်ပါတယ်ဒါကြောင့်မဲ့ဒီနီးပြ၄ဦးနောက်9ဦးမြောက်ပထမဆုံးရာသီမှာစူပလာရယူနိုင်ခဲ့တဲ့နီးပြဖြစ်နေအန်ဆလော့ကရပ်တည်နိုင်ခဲ့တာပါနောက်တစ်ယောက်ကတော့လီဗာပူးအသင်းအတောင်ပံကစားသမားမိုဆာလာဟာမရှိမဖြစ်ကစားသမားဆိုတာမျိုးကိုမှတ်ကြောက်တင်ခဲ့တဲ့နောက်ထပ်ဘောလုံးရာသီတစ်ခုလို့ဆိုရင်လေဒီရာသီလိုပဲဆိုရမှာပါလီဗာပူးအသင်းဟာပွဲစဉ်ပေါင်း34ပွဲပြီးမှတိုက်စစ်ပန်းကသွင်းကိုပေါင်း80ရခဲ့ပါတယ်ဒီထဲမှာမိုဆာလာဟာသွင်းကိုပေါင်း28ကိုသွင်းယူခဲ့ပြီးဒုတိယမြောက်သွင်းကိုအများဆုံးကသွင်းကို12ကိုသွင်းယူခဲ့တဲ့လူဝစ်ဒီယက်စ်ပါကျန်တဲ့ကစားသမားတွေထဲမှာတော့သွင်းကို10ကိုပြည့်ခဲ့တဲ့ကစားသမားပွဲစဉ်34ပြီးမှမတွေ့ရသေးတာပါဒီနေရာမှာလီဗာပူးအသင်းဟာသွင်းကိုရဖို့အတွက်တောင်ပံကစားသမားမိုဆာလာကိုအယမ်းမိတိနေတယ်ဆိုတာသိသာနေပြီးမိုဆာလာသာကာလာရှေကြာဒဏ်ရာမျိုးရခဲ့ရင်လီဗာပူးအသင်းအခက်တွေ့သွားနိုင်တယ်ဆိုတာတွေ့ရှိခဲ့ရပါတယ်။နီးစပ်သောဥပမာပေးရမယ်ဆိုရင်မန်စီးတီးအသင်းအနေနဲ့ ACL ဒဏ်ရာကြောင့်ရိုဒရီကိုလက်လွတ်လိုက်ရတယ်လို့မျိုးပါ။နောက်တစ်ချက်ကတော့ဒီရာသီမှာ winning season တစ်ခုနဲ့အဆုံးသတ်နိုင်တယ်လို့ပြောလို့ရပေမဲ့နောက်ရာသီဒီမှာလည်းချန်ပီယံထပ်ဖြစ်ခြင်းနဲ့ဆိုရင်တော့လက်ရှိလူစင်းကို upgrade ပြုလုပ်ရအောင်မှာပါ။ဒီရာသီမှာလီဗာပူးကိုအနည်းဆုံးဖိအားပေးခဲ့တာကအာဆင်နယ်တသင်းသက်သာရှိခဲ့ပြီးမန်စီးတီးတို့ချယ်ဆီတို့ကသူ့ပြဿနာနဲ့သူအခက်တွေ့နေကြလို့လီဗာပူးအသင်းအရင်ဖိအားမများခဲ့ဘူးလို့ဆိုရပါမယ်။ဒီအချက်တွေကိုတော့မန်စီးတီးတို့ချယ်ဆီတို့ပြင်လိုက်မယ်ဆိုရင်နောက်ရာသီကချန်ပီယံဆုကို၄သင်းလောက်အပြိုင်လို့ရနိုင်ခြေရှိလာမှာပါ။ဒါကြောင့်မဲ့လီဗာပူးတို့အနေနဲ့အသင်းရဲ့တိုက်စစ်ပိုင်းမှာမိုဆာလာကိုအရင်မမီတီရအောင်ဂိုးတွေတိုင်းသွင်းယူနိုင်မဲ့တိုက်စစ်မှုမျိုးကိုခေါ်ယူနိုင်ဖို့လိုပါတယ်။ဒါကြောင့်မဲ့နောက်ထပ်ကောင်းတဲ့အချက်တစ်ခုကအသင်းကောင်းဆောင်ဗန်ဒက်စ်နဲ့မိုဆာလာတို့စာချုပ်သက်တမ်းတိုးနိုင်ခဲ့ခြင်းမှာတကယ်ကိုအပေါင်းလက္ခဏာဆောင်တဲ့လုပ်ရမျိုးဖြစ်ပြီးညာနောက်ကလူအာနိုတွက်ကတော့ဒီယာဒီယာ
သူ့ရဲ့လီဗာပူးကစားသမားဘဝနောက်ဆုံးရာသီကိုဖျက်ဆီးနေခဲ့တာပါ။ဒါပါကြောင့်ရာတွေကလီဗာပူးအသင်းချန်ပီယံဖြစ်ခဲ့ခြင်းမှာအားသာချက်အားနည်းချက်တွေစံချိန်မဲ့တန်းတွေလိုအပ်တဲ့အရာတွေနဲ့ပြင်ဆင်ရမယ့်အချက်တွေကိုတင်ဆက်ပေးခဲ့တာပါ။ပရိသတ်တွေရောလီဗာပူးချန်ပီယံဖြစ်တာနဲ့ပတ်သက်ပြီးဘလို့မြင်ပါလဲ။ကိုယ့်ရဲ့ဒီမင်ချက်တွေကိုကွန်မမှာရေးသားလို့ရပါတယ်။ပရိသတ်တွေအနေနဲ့လည်းကျွန်တော်ရဲ့7 Sport YouTube Channel ကို Subscribe လုပ်ထားခြင်းအပြင်ဘောလုံးအားကစားနည်းနဲ့ပတ်သက်တဲ့ဗဟုသုတများစွာရရှိမှာပါ။နောက်ထပ်အပတ်တွေမှာလည်းပရိသတ်တွေကိုအားကစားနဲ့ပတ်သက်တဲ့ဗဟုသုတရရှိမဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါမယ်ခင်ဗျာ။